Guitar တီးတာစိတ်ဝင်စားကြလား Guitar တီးတာနဲ့ပတ်သက်တဲ့ technique တွေအခုမှစတင်မဲ့သူတွေအတွက်သိတဲ့အကြောင်းအရာတွေကိုစာရအမှန်ရှိတဲ့ Guitar course မှာလေ့လာနိုင်ပြီနော်။တခြင်းနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာဝေါ်ဟာရအသုံးအနှုန်းတွေကိုလေ့လာကြမယ်။ Rhythm စီးချက်အကြောင်းပြောပြမယ်။ The song has a fast rhythm. တခြင်းကစီးချက်မြန်တယ်။ This beat is slow and relaxing. ဒီစီးချက်ကနှေးပြီးတော့စိတ်အပန်းပြေတယ်။ Style genre Style တွေအမျိုးအစားတွေအကြောင်းပြောရအောင် This is a rock song with heavy guitar and drums ဒီသချင်းကဂီတာတီးပြီး drum တီးထားတဲ့ rock သချင်းပါ The song mixes pop and R&B styles beautifully သချင်းက pop and R&B style ကိုလှပစွာရောစပ်ထားတယ် Melody instrument တေးဂီတာနဲ့တူရိယာတွေကိုဖော်ပြကြမယ် The melody is catchy and easy to sing သချင်းကမှတ်ရလွယ်ပြီးတော့ဆိုရလွယ်တယ် The song starts with a soft piano intro သချင်းကပျော့ပြောင်းတဲ့စံတရားတန်နဲ့စတယ် Feeling mood ခံစားချက်တွေကိုဖော်ပြကြမယ် This song feels happy and energetic ဒီသချင်းကပျော်ရွှင်ပြီးခွန်အားဖြစ်စေတယ် It is a sad song but very beautiful ဒီသချင်းကဝမ်းနည်းစရာကောင်းပေမဲ့အရန်လှတဲ့သချင်းစာရအပ်မှာအင်္ဂလိပ်စာ package တစ်ခုဝယ်ယူတာနဲ့ scale course တွေပါအခမဲ့လေ့လာနိုင်ပြီနော်